ရန်ကုန်မြို့က Time City တာဝါကြီးပေါ်မှာအလီဒီမီးအောင်စုံတွေနဲ့မွေးနေ့ဂုဏ်ပြုခံရတဲ့စမ်းရည်မိုးရဲ့မွေးနေ့မှာသိန်းထောင်ချီတန်လက်ဆောင်တွေရတဲ့အပြင်မျှော်လင့်မထားတဲ့လက်ဆောင်ကြီးကတော့ရန်ကုန်မြို့ရဲ့ Time City တာဝါပေါ်မှာအလီဒီမီးအောင်စုံတွေနဲ့မွေးနေ့ဂုဏ်ပြုခံလိုက်ရတာပါ Time City ရဲ့မျက်နှာပြင်တစ်ခုလုံးမှာမင်းသားလေးစမ်းရည်မိုးရဲ့ခန့်ညားလှပတဲ့ရုပ်ပုံကြီးကိုအလီဒီမီးလုံးထောင်ပေါင်းများစွာနဲ့တည်တည်ချာချာအသက်ဝင်ရောက်ပုံဖော်ပေးခဲ့ကြပါတယ်ဇမင်းသားတယောက်အတွက်တိုက်ကြီးပေါ်မှာအေယာမမွေးနေ့ဆူတောင်းဂုံပြူလွှာကြီးဖန်တီးပေးထားတာကရှာရှာပပဂုံပြူမှုပါဇက်ရည်မိုးကမနစ်ကမှာခေါင်းဆောင်မင်းသားအဖြစ်စတင်ပွဲထွက်ခဲ့တဲ့တပင်သက်တန်းနုနယ်သေးတဲ့လူငယ်မင်းသားတဦးဖြစ်ပေမဲ့သူ့ရဲ့စုံကိုပြောအရေးအချင်းတွေနဲ့ကပြနိုင်တဲ့ပါရမီတွေကြောင့်ခြေလင်းအစမှတင်တနိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့ပါတယ်စမ်းအရှိန်အဟုန်ကတိတ်ကိုပြင်းထန်လွန်းမွေးနေ့ညမှာပရိသတ်တွေကရင်ထဲကလာတဲ့မြတ်တာတရားအပြည့်နဲ့ဆူတောင်းပေးခဲ့ကြပါတယ်ဘသူကမှအလွယ်လွယ်ကူကူမရရှိနိုင်တဲ့စစ်ချင်းမြတ်တာရောင်ပြန်ဟပ်မှုတွေကိုမင်းသားလေးကအပြည့်အဝရရှိခဲ့တာပါစမ်းရည်မိုးရဲ့မွေးနေ့မှာစိန်တွေပရံများတွေနဲ့ငွေသားပန်းစည်းတွေအပြင်အခုလိုတိုက်ကြီးတစ်ခုလုံးမိထွန်းပြီးတော့ဂုံပြူခံရတာကသူ့အတွက်တော့မမေ့နိုင်ပဲမွေးနေ့လက်ဆောင်ဖြစ်သွားစေပါတယ်နာမည်ကြီးမင်းသားတွေတောင်ဒီလောက်ခံထားတဲ့လက်ဆောင်ကိုမရဘူးပါဘူးတချို့တွေကဒီလိုအဖိုးတန်တာတွေကိုမရရှိတဲ့သူတွေကိုလှူလိုက်ပါလားဆိုပြီးတော့ဝေဖန်တိုက်ခိုက်တန်တွေရှိခဲ့ပေမဲ့ပရိသတ်တွေကတော့မင်းသားလေးရဲ့စ조사မှုအတွက်ပေးဆက်ရကြိုးနဲ့တဲ့မြစ်တာတရားစစ်စစ်အဖြစ်လက်ဆောင်ပေးကြတာပါ Time City ရဲ့ LED ပေါ်မှာရှာရှာပပဂုံပြူခံလိုက်ရတဲ့မင်းသားလေးစမ်းရည်မှုအတွက်ဘယ်လိုမျိုးချစ်စရာကောင်းတဲ့မွေးနေ့ဆူတောင်းစကားလေးတွေပြောချင်လဲဆိုတာခုမှရေးသားပေးခဲ့ပါအောင်ရှင်ကဘာကျော်သေးတဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံကမျက်နှာပကြီးပညာရှင်ကိုဝန်းတူ TikTok ပေါ်မှာတခြားတင်ဆက်မှုတွေနဲ့ကြွေးထွက်ပြီးတော့ကိုပိုင်ထူးခြားဆန်းသစ်တဲ့အမှုပညာလက်ရာတွေကြောင့်ပရိသတ်တွေအားပေးနေကြရတဲ့ပညာရှင်ကြီးကတော့ကိုဝန်းတူဖြစ်ပါတယ်။ကိုဝန်းတူကမျက်နှာပေါ်မှာပကြီးဆွဲပြီးအဲ့ဒီပကြီးလေးတွေကိုအသက်ဝင်လာအောင်တစ်ချိန်ထဲမှာပဲဖန်တီးပြနိုင်သူပါ။သူ့ရဲ့ဖန်တီးမှုတွေကအမြင်အာရုံကိုညှို့ယူဖန်ဆားနိုင်လောက်အောင်စမ်းပြတဲ့မျက်လက်ဆန်ဆန်အမှုပညာတွေဖြစ်နေလို့ဒီလိုပညာရှင်မျိုးကိုမြန်မာတင်ကဘာဝကြော်စီခြင်းကြပါတယ်။ကိုဝန်းတူကမျက်နှာကို canvas တစ်ခုလိုမျိုးအသုံးချပြီးတော့မျက်နှာပကြီးတွေကိုရေးဆွဲခဲ့တာပါ။မျက်နှာရဲ့အနေအမြင်အကွေအကောက်တွေကိုလိုက်ပြီးတော့ကတ်တွန်းရုပ်ပုံတွေလူရုပ်ပုံတွေစုပ်ချက်တစ်ချက်ချင်းစီနဲ့စိတ်ရှည်လက်ရှည်ပုံဖော်တတ်ပါတယ်။မျက်နှာပေါ်မှာစိတ်ရောင်စုံချဲသားပြီးအနုပညာမြောက်အောင်ဖန်တီးရတဲ့အလုပ်ကတာမန်ထက်ခက်ခဲပြီးတော့ကြည့်ရှုသူတွေအတွက်လည်းသူ့ရဲ့မျက်နှာပြင်ပေါ်ကစုပ်ချက်တွေကိုကြည့်ပြီးအယောမင်သက်သွားကြပါတယ်။မျက်နှာပေါ်မှာပကြီးဆွဲရုံတဲမကပဲရေးဆွဲထားတဲ့ပကြီးလက်ရောင်ဇက်ကောင်စရိုက်တွေနဲ့အဝင်ခွင်ချလိုက်ဖက်တဲ့အကအလှတွေကိုကပြဖြော်ပြနေတာပါမျက်နှာပေါ်ကပကြီးရုပ်ပုံတွေဟာကိုဝန်းတူရဲ့လှူရှာမှုကပြမှုတွေနဲ့အတူတပြိုင်နက်တည်းလိုက်ပါလှူရှာသွားပြီးပကြီးကတစ်ဆက်ကြီးတစ်ခုလိုမျိုးအသက်ဝင်လာပါတယ်တချင်းတန်စင်အလိုက်ပကြီးရဲ့အတိတ်ပဲလိုက်အကအကွက်တွေကိုတီထွင်ပြီးတော့ကပြသွားတဲ့အတွက်ပကြီးနဲ့အကကိုပေါင်းဆက်ထားတဲ့တကယ်ပညာရှင်ကြီးဆိုပြီးတော့ချီးကျူးခဲ့ကြတာပါကိုဝန်းတူကမြန်မာပကြီးပညာနဲ့ဝင်ငွေအများကြီးမရရှိပေမဲ့လည်းယူသွမှုနဲ့တီထွင်စမ်းသစ်မှုတွေကြောင့်တနိုင်ငံလုံးကလူတွေဝိုင်းဝန်းချစ်ခင်အားပေးနေကြပါတယ်ဒီလိုပညာရှင်မျိုးကိုဒီထက်ပိုအောင်မြင်လာအောင်ဘယ်လိုအားပေးသင့်တယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်